ဒါပရိသတ်၄ပါးတို့ကိုခြုံငုံပြီးဟောတော်မူတဲ့တရားဖြစ်တယ်ဘုရားဘာပြောသလဲလို့ဆိုတော့ဘိက္ခဝေယံတို့ဘိက္ခဝေနတိဒုက္ခဘိမလောကင်းလူညာရှိသားရှိသမီးအပေါင်းတို့အကျဉ်းယံအကျဉ်းတရားသည်လောကသမိန်လောကနှင့်တန်တော်တန်ဝိသမံဓမ္မတော်ထင်ရှားကြည့်တန်တို့သဘောတရားသည်နတ်တော်မကံသင်တို့ရဥစ္စာမဟုတ်ကြလေဘူးရှိသားရှိသမီးတို့လောကမှာထင်ရှားရှိတယ်ထင်ရှားရှိတဲ့အရာဝတ္ထုတို့သည်သင်တို့၏ဥစ္စာမဟုတ်ဘူးတန်တို့သဘောကိုပဇာတပယ်စွန့်ကြကုန်လောသင်တို့၏ဥစ္စာမဟုတ်တဲ့တရားတော်မြတ်ကိုပယ်စွန့်ကြကုန်လောပဇာတပယ်စွန့်ကြကုန်သည်ရှိသောပဇာတပယ်စွန့်ကြကုန်လောဘာပယ်စွန့်ကြကုန်သည်ရှိသောဟိတယအကျိုးစီးပွားလို့ငါမှဒုက္ခယချမ်းသာခြင်းငါဖြစ်ကြလိမ့်မယ်အကျိုးလည်းများလိမ့်မယ်တဲ့ပဲဆုံးချမ်းသာခြင်းတရားကိုလည်းဒိဋ္ဌဓမ္မခံစားရမယ်တဲ့ဘယ်တရားတွေလဲလို့မေးတော့ကတမိဘယ်တရားလဲလို့မေးခဲ့ညာရူပသာယုတ်တရားသည်နတ်တော်ကမကံသင်တို့ရဥစ္စာမဟုတ်လေဘူးတန်တူသဘောတရားကိုတဲ့ပဇာနာတပဲစွန်ကြကုန်လောပဇာတပဲစွန်ကြကုန်လောယဟန်တို့သင်တို့ရဲ့ဥစ္စာမဟုတ်ဘူးဆိုတာဘာလဲလို့မေးရင်ယုတ်တရားတဲ့အခုဒီနေ့တို့တရားဟောနေတဲ့ခန္ဓာကြီးတရားနာနေတဲ့ခန္ဓာကြီး32ပါးသောဂေါတသာ42ပါးသောဂေါတသာတို့ပဲတိဆောက်ထားတဲ့ခန္ဓာကြီးပအဝါဒီဓာတ်ကြီး၄ပါးတို့ပဲဖွဲ့စည်းထားတဲ့ခန္ဓာကိုယ်ကြီးကံစီဥရုအာဟာရဒီဟုသောအကြောင်းတရား၄ပါးတို့ပင်ဖွဲ့စည်းထားတဲ့ဟောဒီယုတ်ကလစီယုတ်ခန္ဓာကိုယ်ကြီးဟာသင်တို့ဥစ္စာမဟုတ်ဘူးလို့မြင်မှမြင်ပါစေတဲ့ဒိဋ္ဌိဖြုတ်တဲ့တရားဘာဖြုတ်တဲ့တရားပါလိယုတ်တရားမှန်တဲ့မြတ်တို့သည်သင်တို့ဥစ္စာမဟုတ်ဘူးတဲ့သင်တို့ဥစ္စာမဟုတ်ဘူးလို့အဲ့ဒီစိတ်အာယုန်ဒီငါအဖြစ်နဲ့အရှင်ခံထားတဲ့စိတ်ကိုပယ်ဆော့ငါနာတယ်ငါကျင်တယ်ငါကြိုက်တယ်ငါခဲတယ်ငါပဲငါခန္ဓာပဲလို့ငါအဖြစ်နဲ့ရုပ်ပေါင်းမြို့ပိုင်းဆင်ရမှာငါအဖြစ်နဲ့ပိမ့်ပိုက်ထားသောအာယုန်ကိုပဲသင်တို့ဥစ္စာမဟုတ်ဘူးတာဒုတိယဝေဒနာခံစားတတ်သောဝေဒနာခန္ဓာဝေဒနာခန္ဓာတရားတို့သည်နတ်တုမကသင်တို့ဥစ္စာမဟုတ်လေဘူးတန်တိုးသောတရားကိုပဇာတပယ်စွန့်ကြကုန်သည်ရှိသောဝပယ်စွန့်ကြကုန်လောအဲ့ဒါလိုပယ်စွန့်ကြကုန်သည်ရှိသောဟိတာယအကျိုးစီးပွားအလုံးငါဒုက္ခချမ်းသာခြင်းတရားငါဖြစ်ကြလိမ့်မယ်အကျိုးများလိမ့်မယ်ချမ်းသာလိမ့်မယ်တဲ့ခန္ဓာတစ်လုံးချင်းတစ်လုံးချင်းမြတ်စွာဘုရားရှင်ဟောပေးတာတင်ညာသင်္ခါရဝိညာဏဘိက္ခွေနတ်တော်မကတင်ညာမှတ်သားတတ်တဲ့တင်ញေခန္ဓာသည်လည်းပဲညတော်မကသင်တို့ဥစ္စာမဟုတ်လေဘူးသင်္ခါရအမြင်မပြပြုပြင်းပြီးနေရသောသင်္ခါရခန္ဓာသည်လည်းပဲနတ်တော်မကသင်တို့ဥစ္စာမဟုတ်ကြလေဘူးဝိညာဏအာယုမှန်သမျှသိပိနေတဲ့ဝိညာဉ်နဲ့ခန္ဓာသည်လည်းပဲနတ်တော်မကသင်တို့ဥစ္စာမဟုတ်တဲ့ဘူးတန်တို့သဘောတရားကိုပဇာတပယ်စွန့်ကြကုန်လောပဇာတော်ပယ်စွန့်ကြကုန်သည်ရှိသောဟိတယအကျိုးစီးပွားအလို့ငါဒုက္ခအရာချမ်းသာခြင်းလို့ငါဘဝိတ္တိဖြစ်ကြလိမ့်မယ်ဘဝိတ္တိဖြစ်ကြပါလိမ့်မယ်အနာဂတ်နဲ့ပြအကျိုးများလိမ့်မယ်ချမ်းသာခြင်းတရားကိုမိမိတို့ခံစားရလိမ့်မယ်ဟုတ်ပြီဘုရားရှင်စကားလုံးလေးတွေကိုဥထိပ်ပန်ဆင်ပြီးတော့ဒီနေ့ပြန်ပြီးတော့ဉာဏ်နဲ့ပြန်
ညက်လိုက်ဒါဘုရားရှင်ဟောတော်မူတာကဉာဏ်ရှိတဲ့ပုဂ္ဂိုလ်တွေဟိုတုန်းကတော့ဉာဏ်ကလည်းထက်တဲ့တရားကလည်းထက်တဲ့ဆိုတော့ဘုရားကတလုံးတလုံးဒီထောက်တော့ဟောလိုက်တော့ဟောရင်နာရင်နဲ့သောတာပန်တရားကအနာဂတ်ယဟန္တာတွေအများကြီးဖြစ်တဲ့ဒီနတ်တော်မကသုတ်ဟောတဲ့ကမှာယဟန္တာတွေအများကြီးဖြစ်ကြတယ်တဲ့လူဝဲကြောင့်တွေကလည်းပဲသောတာပန်ဒီတရားကံဒီဖြစ်ကြတယ်အများကြီးတဲ့ဒိဋ္ဌိပြုတ်တရားလေးဒီဒါကြောင့်တရားဆိုတာကပိကပလွန်လေပါလင်းနာယခက်ခဲတဲ့တရားမြတ်စွာဘုရားအဆုံးအမတရားပါလို့တရားပေါ်မှာအလွန်လေးစားထားရတယ်တဲ့တရားအထုတ်တဲ့ပုဂ္ဂိုလ်တရားရထတဲ့ပုဂ္ဂိုလ်တရားရတဲ့ဆိုတာဟာမနေ့ကပြောခဲ့ပြီးပြီသမထနိယသုတ်တမှာတရားပေါ်မထီလေးစားမလေးမစားပဲတရားနာတဲ့ပုဂ္ဂိုလ်ဒီဘယ်တော့မှတရားကကိုယ်ကိုကြိုးမပြုတ်ဘူးတရားမရထတဲ့ပုဂ္ဂိုလ်လေးစားမှုတရားကိုလေးစားမှုမရှိဘူးတရားပေါ်နှလုံးသွင်းမှုမရှိဘူးစိတ်တွေပြန်လို့နေတဲ့ပုဂ္ဂိုလ်နှလုံးသွင်းမှယူနေတဲ့ပုဂ္ဂိုလ်အဲ့ဒီမကျင့်သုံးတဲ့ပုဂ္ဂိုလ်ဒီတရားမရနိုင်ဘူးတဲ့ဘုရားကတရားကိုဟောတဲ့အခါမြတ်စွာဘုရားဟောတဲ့တရားလေးကိုဒီတရားကိန်းသွားတဲ့ပုဂ္ဂိုလ်တွေဘယ်လိုတရားတွေနာသွားကြလဲတဲ့နာဖို့နာလေးကိုလည်းပဲကိုကသံဃာတော်များပြောထားတဲ့အခါကာလမှာကိုနှလုံးသွင်းမှန်မှန်နဲ့လေးလေးစားစားတန်ဖိုးထားရတရားပေါ်မှာအလွန်လေးစားထားတဲ့မြတ်စွာဘုရားရှင်တရားဟောတော်မယ်လို့မြတ်စွာဘုရားကြွလာတော့မယ်လို့ဆိုလိုက်ကလေးကတရားနာပရိသတ်တွေလက်အိုရှိပြီးတော့ဘုရားကအလွန်ကြည်ညိုစွာစောင့်ဆိုင်နေကြမြတ်စွာဘုရားရှင်သည်ဣန္ဒြိယသံဝရသီလတော်ဖြင့်ကြွချီပြီးတော့ဓမ္မသနာပလင်ဘောထဲမှာထိုင်လိုက်တဲ့ဆိုရင်ပဲဘုရားမြတ်စွာကရူပံဘိကဝေနတ္တုမကဝေဒနာသင်ညာသင်္ကာရဝိညာဏဘိကဝနတ္တုမကတံပဇဟတဟိတယဒုက္ခယခြေသားတို့ခြေသမီးတို့ဟောဒီ32ပါးသောဂေါတသ42ပါးသောဂေါတသောဘတိသောဟောဒီခန္ဓာကိုရုပ်ခန္ဓာကိုယ်ကြီးကိုသင်တို့သည်ငါမဟုတ်ဘူးလို့ငါဖြစ်နေသိမ့်ပိတ်ထားတဲ့ငါဇွဲပြုတ်ကြပါစေငါဖြစ်နေရှင်မခံနဲ့ခန္ဓာ၅ပါးလုံးကိုငါဖြစ်နေရှင်မခံနဲ့ငါနာတယ်ငါကြီးငါခိုက်တယ်ငါပဲငါမခံနိုင်ဘူးဆိုအဲ့ဒါဒိဋ္ဌိကသွားပြီအရှင်ခံလိုက်ပြီတာပေါ်နေတဲ့အာယုနဲ့ရုပ်ပေါ်ဝေဒနာပေါ်သင်ညာသင်္ခါရဝိညာဉ်ပေါ်ခန္ဓာကိုယုံနာပေါ်နဲ့အာယုနဲ့ပေါ်မှာစိတ်ကဆွေးညှိပြီးတော့ငါအဖြစ်နဲ့အရှင်ခံနေပဲဆိုရင်တဲ့အဲ့ဒီပုဂ္ဂိုလ်တရားနဲ့ဝေးနေတဲ့ဒီပုဂ္ဂိုလ်အဲ့မြတ်စွာဘုရားကရူပတံယုတ်တရားပေါ်မှာဖောက်ပြန်နေတဲ့ယုတ်တရားပေါ်ယုတ်တရားတွေကိုလည်းပဲနတ်တို့မကသင်တို့ဥစ္စာမဟုတ်ဘူးဟူ၍ဗဇာယအဲ့ဒီအစွဲမှာယုတ်မှာဆွဲလန်းနေတဲ့ငါဆွဲနေတဲ့ဆွဲလေးကိုပယ်သွန်းကြကုန်လောငါဆွဲကိုဖြုတ်ခိုင်းတယ်ရုပ်ကိုဖြုတ်ခိုင်းတာရုပ်ကိုပယ်ခိုင်းတာမဟုတ်ရုပ်ပေါ်မှာဆွဲနေတဲ့စိတ်ကိုပယ်ခိုင်းတာဝေဒနာကိုပယ်ခိုင်းတာမဟုတ်ဝေဒနာပေါ်မှာဆွဲနေတဲ့အာယုံကိုပယ်ခိုင်းတာသင်ညာကိုသင်္ခါရကိုဝိညာဉ်ကိုပယ်ခိုင်းတာမဟုတ်သင်ညာသင်္ခါရဝိညာဉ်ရဲ့အပေါ်မှာဆွဲနေတဲ့အစွဲကိုဒိဋ္ဌိဆွဲတဏှာဆွဲမာနဆွဲကိုပယ်ခိုင်းတာဘုရားကအဲ့ဒါလိုမိမိတဏ္ဍမှာအစွဲတွေကိုဖြစ်စည်းနေမှာအစွဲကိုပယ်နေတဲ့ပုဂ္ဂိုလ်ဟာငါဥစ္စာငါလိဗ္ဗာန်မရှိတော့ဘူးလို့ဆိုရင်ဒီပုဂ္ဂိုလ်ဒီအမြဲတမ်းမိမိတဏ္ဍအမှားတွေပြောင်းနေတယ်ခန္ဓာတစ်ခုလုံးမှာမှားတာမှားစီရမရှိတော့ဘာတစ်ခုမှမရှိဘူးယုတ်ကြည်ပြန်လို့လည်းငါဆိုတာဘာမှမရှိတော့ဘူးသူငါမဟုတ်နံနေရောအဟုတ်ပွားရမည်ဟောသူလည်းမငါလည်းပုဂ္ဂိုလ်လည်းမတတ်တော်မဟုတ်ဟုတ်တယ်လို့ငါအဖြစ်နဲ့သိမ့်ပိတ်ထမ်းနေတာကယုံနာကိုသိမ့်ပိတ်ထမ်းနေတာကဝိပန္နနာတိမှားရင်ပြီးပညာဝဒိဋ္ဌိဝိပန္နနာတိမှားရင်ပြီးတော့ငါဆွဲနေတာအဲကြောင့်ငါဥစ္စာငါလိပ်ပြမှန်စွာဆွဲခဲ့သည်ဆွဲလန်းသူမှာ30တရားမှန်စွာလဲရမည်ခန္ဓာကိုယ်ဤပမာငါဥစ္စာငါလိပ်ပြတဲ့ဆွဲညီပြီးနေတဲ့ပုဂ္ဂိုလ်တွေ30ပုံတည်းမှာအမြဲတမ်းလက်ပတ်နေရလိမ့်မယ်တဲ့အစွဲကြောင့်လဲရတာဆွဲလန်းခြင်းဥပဒ္ဒံအာယုံကြောင့်လဲရတာ
မလို့ကမ္မထအားထုတ်တဲ့ပုဂ္ဂိုလ်တို့ရရုပ်ပေါ်လဲဆွဲစရာမရှိဘူးဩရုပ်တရားငါသဘောမဟုတ်ပါလားကိုကမှတ်ကွက်တွေသိကြိုက်ရှင်နေတယ်သိမှတ်တဲ့တခါအာရပါရမှတ်ချုပ်ခွနဲ့ချုပ်ကြိုက်ရှင်နေဖြစ်ရှင်နေသဘောဖြစ်ချင်းပေါက်သွားစီခြင်းနဲ့မပေါက်ဘူးကိုထင်တယ်လို့မဟုတ်ဘူးကိုဖြစ်ခြင်းလို့ဖြစ်ဘူးဒါအနတ္တလို့သဘောပြောတာအဲ့လိုကိုဖြစ်ခြင်းလို့ဖြစ်ခြင်းနဲ့စိတ်အစွဲလေးကိုဖြစ်စီရမယ်ခင်ဗျာကအဲ့ဒီစွဲကိုရုပ်ပေါ်မှာဆွဲနေတဲ့ရူပပါဒနဲ့ခန္ဓာကိုပယ်ရမယ်ဝေဒနာပေါ်မှာမိုင်းလာဆွဲရင်ဝေဒနုပါဒကိုခံရမယ်ဝေဒနာဆွဲကိုဖြစ်ရမယ်ဖြစ်စီရမယ်အဲ့တော့ဘုရားရှင်ဥပမာတခုပြောပြတယ်ဘာလဲဆိုတော့ယန္တုတဲ့ဟောဒီဇေတဝန်ကျောင်းတဲ့တစ်ခုလုံးမှာတဲ့ပင်တွေရှိတယ်တဲ့ရွက်တွေရှိတယ်တဲ့ကိုင်းလေးတွေအမြဲတမ်းမြစ်တွေထင်းနေအများကြီးရှိနေတယ်အဲ့ဒါလိုမြစ်တွေတဲ့ရွက်တွေကိုတဲ့ဟုတ်တဲ့ပုတွေကိုတဲ့ကိုင်းတွေကိုလူတို့တွေယူဆောင်ပြီးတော့မိရှုရ၏လူတို့တွေလူရလူလာရောက်ပြီးတော့အကုန်လုံးမိရှုလိုက်ရ၏ညာတို့ထုံနည်းတူစွာသင်တို့ရဲ့ခန္ဓာကိုယ်ရလူတွေယူဆောင်ပြီးတော့မိရှုနိုင်ခြင်းငါဆွမ်းဆောင်နိုင်ကြပါရဲ့လားဟောဤတံပါဠိမြတ်စွာဘုရားမိရှုခြင်းကမဆွမ်းဆောင်နိုင်ပါဖေယသဗ္ဗေတိတကဲ့နဲ့တရွတ်တဲ့မြေဝါချမ်းစရတဲ့သဘောတရားတွေအကုန်လုံးမိရှုခြင်းကဆွမ်းဆောင်နိုင်ပြီတကဲ့သို့သင်တို့ရဲ့ခန္ဓာကိုယ်ကြီးကိုလူတွေလာရောက်ပြီးတော့မိရှုခြင်းငါဆွမ်းဆောင်တဲ့မိရှုခြင်းကတင့်တယ်လျောက်ပတ်ကြပတ်ပါရဲ့လားလို့မေးတော့နောဣတံပါတိမြတ်စွာဘုရားမသိတော့ပါဖေ။ထင်းနေမြစ်တွေကိုတော့မိရှုခြင်းကဆွမ်းဆောင်နေပြီညတော့ဟောဒီခန္ဓာကိုယ်ကြီးကိုမိဖို့ခြင်းကမိရှုခြင်းကမဆွမ်းဆောင်နိုင်ပါဖေ။ယဟန်တို့ထွေတူသွားပဲတဲ့ဒီထင်းနေမြစ်တွေကိုဘာလို့ငါမိချိုကြတလဲလို့မေးလို့ရှိရင်မတန်းရှင်းလို့မစင်ကြယ်လို့စုညောင်ခလောက်တဲ့ဖြစ်နေခြင်းကြောင့်ကမ္မထံကွယ်လုပ်ငန်းဝင်တဲ့ပုဂ္ဂိုလ်တွေတဲ့အနှောက်အယှက်ဖြစ်နေခြင်းကြောင့်လူတို့သည်တဲ့ထင်းတို့မြေရှမ်းတို့မြဝမြေဝါရှမ်းပြတို့တရွတ်တဲ့ပုဒ်ဒီအကုန်လုံးယူဆောင်ပြီးတော့မိရှို့နေကြကုန်ရ၏တန်ရှင်းလောက်ကြတယ်တဲ့အဲ့ဒါလိုတန်ရှင်းလှုပ်ထားသည်ရှိတော့ကမ္မထံကွယ်လုပ်ငန်းဝင်ညကုန်သောယံဖြစ်စေဘိက္ခုနီမဖြစ်စေအမျိုးသားဖြစ်စေအမျိုးသမီးဖြစ်စေထံချင်းကမ္မထံဖြစ်တော်၎င်းဈဉ္ညာကမ္မထံဖြစ်တော်၎င်းအမြင့်မပြတ်သုံးတတ်တဲ့စိတ်တွေကြည်လင်ပြီးတော့ငြင်းအေးစွာအတိတုဉာဏ်တို့ကိုရရှိနိုင်တယ်သင်တို့တဏ္ဍာထဲမှာဒီဉာဏ်လေးကိုအမြင့်မပြတ်ကိုယ်ကိုစောင့်ရှောက်ကြခန္ဓာကိုယ်ထဲမှာဆွဲမနေတဲ့ရုပ်ပေါ်နာမ်ပေါ်ရုပ်ဝေဒနာသညာသင်္ခါဝိညာဉ်ပေါ်မှာခန္ဓာ၅ပါးပေါ်မှာငါအဖြစ်နဲ့သိမ့်ပိုက်နေတဲ့ဒိဋ္ဌိသက္ကာယဒိဋ္ဌိကိုပဲဆွံ့ကြခန္ဓာကိုယ်ကြီးကိုပဲဆွံ့ခိုင်းတာမဟုတ်ခန္ဓာကိုယ်ကြီးကိုဆွံ့ဖို့မလိုဘူးခန္ဓာကိုယ်ကြီးကိုပယ်တတ်လို့မရဘူးခန္ဓာပေါ်မှာဆွဲနေတဲ့အမှားဆွဲကိုသာပယ်ရမယ်ဟောဇေတဝန်ကျောင်းထဲမှာကျောင်းအဆောက်အဦတွေကိုမိရှို့ခိုင်းတာမိရှို့ရတာမဟုတ်ဘူးညစ်ပတ်နေတဲ့နေရာတိုင်းမှာသက်တို့ဝချမ်းပြတို့သစ္စာတွေဖရွက်တို့မြက်ဝမ်းချမ်းစားကြည့်တဲ့အရာဝတ္ထုမှန်တယ်များတွေဟာမိရှို့ခြင်းကတနေ့လျောက်ပတ်တယ်ဤထိုနည်းတူစွာပဲတဲ့ခန္ဓာကိုယ်ကြီးကိုဒီခန္ဓာကိုယ်ကြီးကိုမိရှို့ခြင်းကမစွမ်းဆောင်နိုင်ဘူးဘာကိုမိရှို့ရမှာလဲမြတ်ဝါရှမ်းတတ္တသစ္စာနဲ့ဒုလစွာသောဗါတဲ့သက္ကာယဒိဋ္ဌိပါတယ်လေအမှားဆွဲနေတဲ့ငါဆွဲနေတဲ့ဒိဋ္ဌိရုပ်ပေါ်မှာငါဆွဲနေတဲ့ဒိဋ္ဌိဝေဒနာပေါ်မှာငါအဖြစ်နဲ့သိမ့်ပိုက်နေတဲ့ဒိဋ္ဌိ
တင်ညာပေါ်မှာသင်္ခါရပေါ်ဝိညာဉ်ပေါ်မှာငါအဖြစ်နဲ့သိမ့်ပိုက်ထားတဲ့ဒိဋ္ဌိအမတ်တလိုက်တွေကိုဘာလို့ရမှာလဲမိရှုပြစ်လိုက်မိရှုကြပယ်စွန့်ကြအပြင်ကမီးနဲ့ရှုခတ်တာမို့ဉာဏ်နဲ့ဝိပဿနာဉာဏ်နဲ့ပယ်စွန့်ဖို့တွင်မြတ်စွာဘုရားမိန့်တော်မူထားတယ်ဒါဆိုခန္ဓာကိုယ်ကြီးကယောဂပဲဖောက်ပြန်တာပေါ်ပေါ်ဝေဒနာပဲခံစားမှုပေါ်ပေါ်သိညာမှတ်သားမှုပေါ်ပေါ်ပြုပြင်စိတ်တော်မှုပေါ်ပေါ်သိမှုပေါ်ပေါ်ခန္ဓာ၅ပါးလုံးကဘာတစ်ခုကဘယ်ခန္ဓာပဲပေါ်ပေါ်ပေါ်လာလို့ရှိရင်ခန္ဓာ၅ပါးကိုပယ်စွန့်ရမှာလားအစွဲကိုပယ်စွန့်ရမှာလားငါအဖြစ်နဲ့သိမ့်ပိုက်တဲ့စိတ်ဝေဒနာလေးပေါ်ပေါ်တဲ့ဝေဒနာလေးပေါ်ငါမရောစေနဲ့ခန္ဓာတဲ့ငါကြီးငါပဲငါမခိုင်းနေငါမခံနိုင်ဘူးဆိုတဲ့ဒိဋ္ဌိကိုပယ်စွန့်ရမယ်ဘုရားကငါဆွဲအစွဲကိုပယ်ရမယ်တဲ့မပယ်သည်ရှိသောချမ်းသာခြင်းငါမဖြစ်နိုင်ဘူးချမ်းသာလိုလားယောဂီများမတ္တကျင့်နိုင်ပွဲမိခင်၈ပါးအလတရားမြတ်ဘုရားမှာခဲ့တယ်ဘုရားကမိခင်၈ပါးအလတရားကိုကျင့်ဖို့တည်းဘုရားမှာခဲ့တယ်နိဗ္ဗာန်မြို့ကြီးရဖို့ဤအပိဉ္ညယောဂီရဲ့သုတ်တံဓမ္မစက်ပြင်စဝက်ကိုထင်လျက်သိနိုင်တယ်သောဝိနည်းဗိဓမာတွေကလာရှိတရားတွေကိုခန္ဓာညှိပြီးတော့သိသွားလိမ့်မယ်ကိုယ်စောင့်ချောက်ပါမိမိတဏ္ဍာထဲမှာတကယ်ထင်ရှားရှိတဲ့ယုတ်တနဲ့ပရမတ္တသတုပေါ်မှာထိုးထွင်းဉာဏ်တို့ပဲမြင်နေအောင်ထင်နေအောင်အဖန်ဖန်ထက်တဲ့ခန္ဓာကိုကျင့်ပါလေတဲ့အဲ့တော့မိမိတဏ္ဍာထဲမှာဖျားချင်နောက်ပြီးတော့အကမူလကသုတ်တံဆိုတာအကမူလသုတ်တံဆိုတာအဲ့ဒီနားမှာတခုရှိသေးတယ်အကိစ္စအကမူလကိစ္စဘိက္ခဝေဘုရားကဘိက္ခဝေကိုနာတိဒုက္ခဘေးမှာလွတ်ကင်းလို့ညာจิตသားจิตသမီးတို့အကိစ္စဆင်းရဲနေတဲ့ရှိသောဒုက္ခကိုသော၎င်းအကမူလကိစ္စဆင်းရဲကြောင့်ဖြစ်သောသမုဒယသစ္စာကိုသောကောဒီတိငါဘုရားဟောမယ်နားထောင်ကြတန်ထိုးသဘောတရားကိုဇာနာတော်သိပါလေပတ်တာတော်မြင်ပါလေဇာနာတော်ပတ်တာတော်အာလဝနကယံဝဒမေအဲ့ဒါလို့ကိုယ်ပိုင်ညာနဲ့ထုတ်တင်ပြီးတော့သုံးသပ်မယ်စီမယ်ပွားများအားထုတ်မယ်ဆိုရင်တဲ့အာလဝနကယံဝဒမေအာသောတရားကုန်ခံမဲ့ဟု၍တင်တို့ဆရာငါဘုရားသည်မိန့်တော်မူ၏ဒုက္ခကိုဟောမယ်တဲ့ငါဒုက္ခဖြစ်ကြောင်းကိုဟောမယ်တဲ့ဒုက္ခဆိုတာဒီ32ပါးသောဂေါတသတို့ပဲတိဆောက်တဲ့ခန္ဓာကိုယ်ကြီးဒီဒုက္ခသစ္စာပဲတဲ့ခန္ဓာကိုယ်ကြီးဟာဒီခန္ဓာပေါ်မှာကန့်ညင်းနေတော့တဏ္ဏနန္ဒီရာဂသဟကတတရဏဘိနန္ဒီတိနန္ဒီရာဂဆိုတာတဏ္ဏကိုစွန့်ရမယ်တဲ့ခန္ဓာခင်းတဲ့တဏ္ဏခန္ဓာကိုခင်းနေတဲ့တဏ္ဏရုပ်ပေါ်မှာခင်းနေတဲ့တဏှာကိုစွန့်ရမယ်ဝေဒနာပေါ်မှာခံစားမှုပေါ်မှာခင်းနေတဲ့တဏှာကိုစွန့်ရမယ်မှတ်သားမှုသိဉာဏ်ပေါ်မှာခင်းနေတဲ့တဏှာပဲစွန့်ရမယ်သင်္ခါရပေါ်မှာငါအဖြစ်နဲ့သိမ့်ပိတ်ထားတဲ့ခင်းတဲ့တဏှာကိုစွန့်ရမယ်ဝိညာဉ်ပေါ်မှာငါအဖြစ်သိမ့်ပိတ်ပြီးခင်းတဲ့တဏှာကိုစွန့်ရမယ်တဲ့ဘုရားကကာမတဏှာဘဝတဏှာဝိဘဝတဏှာတဏှာသုံးပါးကိုစွန့်ရမယ်အဲ့ဒီတဏှာဆိုတဲ့အာယုံကိုပယ်စွန့်နိုင်ရင်ဟိတယဒုက္ခယချမ်းသာခြင်းဖြစ်လိမ့်မယ်ဟိတအကျိုးကျေးဇူးများလာလိမ့်မယ်ဒုက္ခယချမ်းသာခြင်းသဘောကိုဘဝတ္တိမြင့်မောက်ပြုလိမ့်မယ်တဲ့လူတဏ္ဍာမှာအဲ့တော့ယောဂီမြတ်တဏ္ဍာမှာကိုယ်ခန္ဓာကိုယ်ကြီးကိုကြောင်းကြသိပြီးကြည့်ဩတရားဆိုတာဟာခန္ဓာကပေါ်နေတာပေါ်နေတဲ့သဘောတက်ကိုထိုးထွင်းပြီးကြည့်ရမယ်လောက်ကကိုယ်လို့ပဲခန္ဓာကတော့အမျိုးစုံကျန်တဏ္ဍာနဲ့ပြနေပြမယ်ကျင့်မှုသိသိမှုလည်းပြခြင်းပြနေမယ်ခန္ဓာကထင်ရှားပေါ်လာတဲ့သဘောတက်ပေါ်ဉာဏ်အကဲခတ်ပြီးကြည့်ရမယ်ခန္ဓာကပြလာတဲ့သဘောခန္ဓာပေါ်မှာဉာဏ်သိပြီးကဲခတ်ကြည့်ပါမှအကြည့်ခန္ဓာတို့ဒီအကြည့်ဉာဏ်အောက်မှာတရဇတ်ရှင်ငနဲ့လင်းငနဲ့ကွင်းငနဲ့ကိုယ်သဘောပေါက်လာမယ်ဒုက္ခသစ္စာမှာမေဃသစ္စာလို့ထင်ရှားလာမယ်မေဃသစ္စာမှာនិရောဓသစ္စာတို့
ဒုက္ခသစ္စာမှာနိရောဓသစ္စာတော့အလုံးလို့ထင်ရှားပြီးဖြစ်လာလိမ့်မယ်ဉာဏ်သွေးလေးဒီအင်အားကောင်းလာလိမ့်မယ်ဒါမှမဟုတ်ခန္ဓာနဲ့ဉာဏ်ကိုအမြဲတမ်းရှိနေရအရှိယုံနံအပေါ်မှာအသိဉာဏ်ဆင်းပြီးတော့ဘုရားဆောက်အဆုံးမအတိုင်းအကဲခတ်ပြီးကြည့်နေရတယ်အခုပေါ်နေပြီခန္ဓာကိုယ်ရဲ့ယုတ်ကဖောက်ပြန်ပြနေပြီချင်းချပြလာတဲ့သဘောကိုဉာဏ်နဲ့ကြည့်ရမယ်ဘုရားကရူပံဘိကဝေနတုံမကံပဇဟထခြေသားတို့ခြေသမီးတို့သင်တို့ခန္ဓာကိုဖောက်ပြန်နေတယ်ဖောက်ပြန်နေတဲ့သဘောကိုသိအောင်ကြည့်ဖောက်ပြန်မှုသဘောပေါ်မှာငါအဖြစ်နဲ့သွားမသိမ့်ပိုက်နဲ့ငါအရှင်းမခံနဲ့အဲ့ဒီအရှင်းခံတဲ့စိတ်ကိုအရှင်းခံနေတတ်တဲ့တဏှာစိတ်ကိုပယ်ဒိဋ္ဌိကိုပယ်ငါအဖြစ်နဲ့သွားပြီးတော့အရှင်းမခံနဲ့ငါမဟုတ်ဘူးယောက်ျားမို့မိန်းမပုဂ္ဂိုလ်မို့တတ္တဝါမဟုတ်ဘူးယုတ်တရားသာဟုတ်၏ထိုသဘောကိုပယ်ဆွမ်းကြကုန်လောခန္ဓာကိုယ်ကြီး32ပါးသောကောတသောဒီခန္ဓာကိုယ်ကြီးပေါ်မှာခန္ဓာကိုယ်တစ်ခုလုံးကတော့အမြဲတမ်းပြနေပြီပြတော့ပြတဲ့နေရာလေးပေါ်မှာဉာဏ်နဲ့ကြည့်ရုံပဲတဲ့ကြည့်နေရင်နဲ့ကြည့်နေခန္ဓာကိုယ်ကြီးကတော့ဖောက်ပြန်လာတဲ့အခါမှာယောဂီကငါအဖြစ်နဲ့မသိမ့်ပိုက်နေတဲ့ငါအဖြစ်တော့ပဲအရှင်မခံနဲ့သွားပြီးတော့အရှင်မခံနဲ့တတူဝါစဖဲ့ရွက်အမိုက်တလဲမြင့်မြင့်ပင်တို့ကိုမီးရှို့ပြစ်လိုက်တယ်လို့ပဲတဲ့သုံးစရာမရှိတဲ့သုံးလို့မရတဲ့မြက်ဝေးဝါရှမ်းမီးတို့ကိုတက်ရွက်တဖူးတို့မြက်ပင်တို့ကိုမီးရှို့ပြစ်လိုက်တယ်လို့ပဲတဲ့သင်တို့ခန္ဓာကိုယ်ထဲမှာဆွဲနေတဲ့အတ္တဆွဲကိုပယ်စွန့်ပုဂ္ဂိုလ်ဆွဲတတ္တဝါဆွဲဒီအဆွဲကိုပယ်စွန့်ဒီဆွဲကသန္တနာကိုလဲစေတတ်တယ်အဲ့ဒီအဆွဲအာယုံကဘဝကိုရေမောရတတ်တယ်အဲ့ဒီအဆွဲဥပ္ပဒံကိုဖြစ်စီဘုရားကဒိဋ္ဌိဆွဲဓမ္မနဆွဲတိကိုဖြစ်စီတဏှာမာနတိပဖြစ်စာတရားတွေဖြစ်စီမယ်ပယ်စွန့်မယ်ဆိုရင်ချမ်းသာလိမ့်မယ်တင်တို့ဘုရားကရုပ်ပေါ်မှာငါအဖြစ်နဲ့သိမ့်ပေးနေတဲ့သက္ကာယဒိဋ္ဌိကိုပယ်စွန့်လို့ရှိချမ်းသာလိမ့်မယ်နေရာတိုင်းမှာငါမလုံနဲ့နေရာတိုင်းမှာငါမဆွဲနဲ့ငါအဖြစ်နဲ့ရှင်မခံနဲ့ငါလည်းမရှိသူလည်းမရှိပုဂ္ဂိုလ်လည်းမရှိတတ္တဝါလည်းမအသက်ဇီဝလိပ်ပြလည်းမရှိရှိတာကယုံနံသာရှိပြီးယုံနံဖြစ်ပြီးယုံနံပြည့်နေတယ်ဒီသဘောတက်ပေါ်မှာညာအကဲခတ်ပြီးကြည့်ပါလေဘုရားရှင်ကတလုံးလေးကိုပိုင်အောင်ကြည့်ရခန္ဓာ၅ပါးမှာခန္ဓာ၅ပါးတလုံးလေးမှာ၅ပါးထဲမှာခန္ဓာတပန်းပါးကိုအရှိခံပြီးတော့တကယ်အနိစ္စလက္ခဏာတက်ပေါ်အောင်ဒုက္ခလက္ခဏာတဲ့ပေါ်အောင်အနတ္တလက္ခဏာနဲ့ပေါ်အောင်ကြည့်ပါခန္ဓာတစ်ခုကိုရူပခန္ဓာပေါ်မှာအနိစ္စလက္ခဏာတဲ့ပေါ်အောင်ကြည့်အနိစ္စမြင်အောင်ကြည့်အနိစ္စလက္ခဏာပေါ်အောင်ကြည့်အနိစ္စလက္ခဏာဉာဏ်ပေါ်အောင်ကြည့်မမြဲခြင်းဖြစ်ဖြစ်နေတော့တိမုံဉာဏ်ကဆုံးဉာဏ်သို့ရောက်အောင်ကြည့်တခုတခုထောက်ပြီးကြည့်နေရတခုကိုထောက်ပြီးတော့အကဲခတ်ကြည့်ရတယ်ဘုရားရှင်ဆုံးမကဘာဖြစ်လို့ရူပတ္တဥပ္ပဒသနတိလေယုတ်တရားဥပ္ပထိပင်ဖြစ်နေတယ်ဖြစ်ဒီပဲ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 ဖြစ်လိုက်ဒီလိုက်ဖြစ်လိုက်ဖြစ်လိုက်ဒီလိုက်ပဲဒါပဲရှိတယ်ဘာတခုမှအပြစ်ခံခတ်မရှိဘူးဖြစ်လိုက်ဖြစ်နေတယ်ပြက်လိုက်ပြက်နေတယ်ဖြစ်လိုက်ဖြစ်နေပြက်လိုက်ပြက်နေတယ်ဖြစ်ပြီးပစ္စည်းတဲ့သဘောတက်ပေါ်မှာအကဲခတ်ပြီးကြည့်ရတဲ့အလုပ်ကိုယ်ပိုင်အလုပ်ယောဂီတို့ရဲ့အဲ့တော့ခန္ဓာကိုယ်ကြီးကအဖန်ဖန်ထက်ထက်ပြနေတယ်ခ
ခန္ဓာကပြနေတာကိုပဲလေဉာဏ်သွင်းပြီးတော့ကြည့်ရတဲ့အလုပ်ကကိုယ်ပိုင်အလုပ်ကိုကြည့်နေရမယ်စိတ်ကိုတက်ကောင်းသက်သာလေးထားပြီးကြည့်နေရဖောက်ပြန်နေတာအကျိတ်တစ်ခါတည်းခက်ခိုက်တုံလောက်အောင်ထိဖောက်ပြန်တတ်တယ်ဆက်တဲ့တုံလောက်အောင်ထိဖောက်ပြန်တတ်တယ်ခန္ဓာအကျဉ်းချင်းတနေဖောက်ပြန်နေတဲ့တခုလုံးမှလူတယောက်ကအတင်းအဓမ္မဆွဲဆုပ်ထားသလိုအတင်းဖက်ထားသလိုကျွေးနဲ့ချီချောင်းထားချီနှောင်းထားသလိုရင်းနဲ့မွန်းကြအသက်ချူကျသွားအောင်ထိဖောက်ပြန်တတ်တယ်တကယ်ဥကုံကြီးတခုလုံးမှလည်းအိုးဒီဘက်ကြီးနဲ့ဆွဲထားသလိုလိုပွင့်ထွက်တော့မယ်တော့တိုင်းဖောက်ပြန်တတ်တယ်ရုပ်ကြမ်းကြီးတွေခြေတော်ဒီမှာအပိုင်းပိုင်းပဲပြတ်ထွက်သွားသလိုလိုခန္ဓာတော်မြင်ရတတ်တယ်တခါခန္ဓာကိုယ်တစ်ခုလုံးမှာပိုင်းဖြတ်သွားသလိုတပိုင်းချင်းတစ်ပိုင်းချင်းပြတ်ထွက်သွားသလိုအဲ့ဒါလိုနမိတ်တွေထင်သွားတတ်တယ်ဖောက်ပြန်ပြီးတော့သွားပဲအရှင်မငါဘာဖြစ်သွားမလဲငါသွားအရှင်မခံနဲ့အရှင်မခံနဲ့သူသဘောသူဆောင်းနေတယ်ဆိုတာစောင့်တာကြည့်ခန္ဓာကသူ့ဘောဆောင်ပြနေပါလားရှေ့စိတ်ရဲ့ပြောင်းလဲတယ်နောက်စိတ်ပြန်သိရှေ့အာယုန်လေးတွေချုပ်ပြောင်းနေတာလို့နောက်ညာနဲ့ဆင်းလို့ဆိုတော့ခန္ဓာအရှိနဲ့ညာသိနေကြိုက်နေရအဲ့ဒီခန္ဓာရဲ့ထင်ရှားမှုပေါ်မှာထိုးထွင်းဉာဏ်တို့ပဲဉာဏ်နဲ့ကြည့်နေမှအကြည့်ခန္ဓာကြည့်တဲ့ဉာဏ်ရဲ့ခန္ဓာကိုထောက်ထားစိတ်ကခန္ဓာကိုယ်ကိုအကဲခတ်တာပေါ်နေတဲ့နေရာကိုကြည့်ယောဂီတို့ခန္ဓာကိုဉာဏ်ထောက်ပြီးတော့လှမ်းပြီးတော့ဟောနေတယ်ကိုယ်ခန္ဓာကိုကြည့်မလှုပ်နဲ့မကုတ်နဲ့မရွှေ့နဲ့ညီတော့အဲ့ဒီမျက်စိလေးမိပြီးခန္ဓာရဲ့သဘောလေးကိုထောက်ပြီးတော့ကြည့်ထားတရားအတိပေါ်အောင်ဓမ္မရတပေါ်လျော်တရားကိုနာရတယ်အယတ္တပေါ်အောင်နားထောင်တတ်မှတရားယတ္တပေါ်တယ်ဉာဏ်နဲ့ထိုးထွင်းပြီးခန္ဓာပေါ်နေတဲ့နေရာလေးပေါ်ထိုးထွင်းပြီးကြည့်နေရတယ်ဘုရားရှင်ကရူပံဘိကဝေနတုံမကံပတံပဇာထဘိကဝေမောမနာမတိယမမြတ်နိဗ္ဗာန်ကိုလိုလားတောင်းတာကြောင့်သောခြေသာခြေသမီးပေါင်းတို့ရူပံ32ပါးသောကောဋ္ဌာသ42ပါးသောကောဋ္ဌာသတို့ဖြင့်တည်ဆောက်ထားသောဟောဒီခန္ဓာကိုယ်ရုပ်ခန္ဓာကိုယ်ကြီးကိုအမြင်မပြဖောက်ပြန်တဲ့ရုပ်ခန္ဓာကိုယ်ကြီးကိုရုပ်ခန္ဓာအိမ်ကြီးကိုပဇာတငါဆွေကိုပဲဆွန့်ကြကုန်လောပဇာဟံတို့ပဲဆွန့်ကြကုန်သည်ရှိသောဒုက္ခရာချမ်းသာခြင်းငါဖြစ်၏ဟိတယအကျိုးရင်းများလိမ့်မယ်ဒုက္ခရာချမ်းသာခြင်းသဘောကိုခံစားရလိမ့်မယ်ဘုရားရှင်ကခန္ဓာကိုယ်ကိုကြည့်ခိုင်းနေတယ်ဖောက်ပြန်တဲ့ယုတ်တရားပေါ်မှာကြည့်ခိုင်းနေတယ်အဲ့ဒီဖောက်ပြန်တဲ့ယုတ်တရားငါအဖြစ်နဲ့အရှင်မခံနေတဲ့သူအဖြစ်နဲ့အရှင်မခံနေတဲ့နာရကျင်ကြိုက်တာကနာကြိုက်တဲ့ယုတ်ယောက်ျားလည်းမမိန်းမလည်းပုဂ္ဂိုလ်လည်းမတတ္တဝါလည်းမဟုတ်ဘူးတဲ့ယုတ်နာတွေဖြစ်ပြီးယုတ်နာပြည့်နေတာကိုပေါ်နေတာကယုတ်နာပြည့်တယ်လည်းပြောက်ပေါ်လာလည်းယုတ်နာပြောက်တာလည်းယုတ်နာတော့ယုံနဲ့ဓမ္မတွေဖြစ်ပြီးယုံနဲ့ဓမ္မတွေပြည့်နေတဲ့ပပေါ်လာလို့ဉာဏ်သိမ့်ပြီးတော့ကဲခတ်ပြီးကြည့်ပေးပါစိတ်ကိုချောချခန္ဓာချောချပြီးကြည့်ပေးပါခန္ဓာရင်ထဲမှာလှန်ဆူးတဲ့လှန်ထိုးလိုက်သလိုအောင့်သွားတတ်တယ်လှန်ရင်ထဲမှာအင်းကနေအိမ်ဖြစ်သွားတတ်တယ်ရင်မောပြီးတော့ဒါယုတ်ကဖောက်ပြန်တာယုတ်ကျန်းကြီးဖောက်ပြန်တာအလောကျင်းသည်ပုံပြဆန်းမြကြီးနမိတ်ကြီးဝင်ပြီးတော့နှိမ့်ဆက်တတ်တယ်ခန္ဓာနမိတ်အာယုံကြီးပေါ်ပြီးတော့ချက်ချင်းပဲပုံသဏ္ဍာန်ကြီးလိုအတုံးကြီးလိုကြီးနဲ့ဒိုင်းနဲ့ပေါက်ထွက်သွားသလိုပွင့်ထွက်သွားသလိုပြိုပြက်သွားသလိုတကူလုံးဝမ်းမဲကြီးတစ်ခုလည်းပေါက်ထွက်သွားသလိုနမိတ်တွေနဲ့ဝင်ပြီးတော့နှိမ့်ဆက်တတ်တယ်တခါတည်းအလုံးကြီးလိုခန္ဓာကိုယ်ရဲ့ပေါ်ပြီးအလေလုံးကြီးတို့ဒိုင်းနဲ့ဝင်းကနေဝါတဲ့အလုံးတို့ဒိုင်းနဲ့ပေါက်ထွက်သွားသလိုဒါနမိတ်တွေယုတ်နမိတ်ယုတ်ပေါ်မှာနမိတ်တွေဝင်ဆွဲနေအဲ့ဒီနမိတ်အာယုန်တက်ကိုတတိကကြည့်ရတယ်ဒါအရှိမရှိတရားစိတ်မှဖြစ်ပြီးစိတ်မှပြည့်နေတာခန္ဓာကပေါ်နေတဲ့သဘောတက်ပေါ်မှာညာနဲ့ကပ်ပြီးကက်ခတ်ကြည့်နေရတဲ့အလုပ်ခန္ဓာကြီးဖြစ်စဉ်ကပေါ်ထိုးထွင်းပြီးတော့ကြည့်ရမယ်လို့ကယောဂီရဲ့အလုပ်အဲ့ဒီအကြည့်ခန္ဓာတို့ဒီအကြည့်ခန္ဓာပေါ်မှာအကြည့်ညာနဲ့ဒီအကြည့်ညာကငါအဖြစ်တဲ့အသိအရှင်မခံနဲ့ငါမလုံနဲ့ငါမဟုတ်ပါနံယုတ်သားမှန်စွာထင်ရမည်ညာထဲမှာငါလည်းမဟုတ်သူလည်းပုဂ္ဂိုလ်လည်းမဟုတ်တတ္တဝါလည်းမဟုတ်အသက်စီဝါလေးပြမရှိ
ယုံနာနေဖြစ်ပြီးယုံနာပြည့်နေတာကိုခန္ဓာကိုယ်ဖြစ်တယ်လဲယုံနာနေဖြစ်ပြီးပြည့်တယ်ယုံနာနေပြည့်နေတာပါပေါ်လားရှင်ငနဲ့လင်းငနဲ့ကွင်းငနဲ့ကိုသဘောပေါက်နေမယ်ကိုခန္ဓာကိုယ်ကြီးကိုဉာဏ်လေးနဲ့တရားဆိုတာကခန္ဓာကပြတာကိုကြည့်တဲ့အလုပ်သူတစ်ပါးပြတာကြည့်တာမဟုတ်ဘူးတရားဟောပြီးဆိုဟောတဲ့ပုဂ္ဂိုလ်အတန်ကိုနားမထောင်နဲ့အတန်တွေကဖြစ်ပေါ်လာသောအယတ္တလိဓမ္မရတ္တလိခန္ဓာကိုယ်နဲ့ဉာဏ်နဲ့တွေ့ပြီးတော့မှဩဒုက္ခနာမှာဒါတွေရှိနေတယ်ဒီလိုပျက်စီးနေတယ်တဲ့ဖောက်ပြန်ပျက်စီးလို့ဆိုပါလားခန္ဓာကိုယ်ကြီးမြတ်စွာဘုရားရှင်ရဲ့အရိယာသူတော်ကောင်းတွေရဲ့ခန္ဓာကိုထောက်ပြီးတော်မလို့ဩဟုတ်လိုက်တာတောင်းကြည့်စိတ်ရှိချထားပြကြည့်ဇွဲတနာသိခံပြီးအဲ့ဒီပေါ်နေတဲ့နေရာမြတ်မြတ်ပေါ်ဖောက်ပြန်တဲ့နေရာကိုအမြဲဖောက်ပြန်တဲ့နေရာညံနေကြည့်တော့အကြည့်ခန္ဓာတို့တွေအကြည့်ညောင်မှာတဖြုတ်ဖြုတ်တလို့တရရတမမအိုးဖြစ်လိုက်ပြလိုက်ဖြစ်တဲ့သဘောတွေထင်ရှားနေတယ်ပဲထင်ရှားနေတဲ့အချိန်မှာဖြစ်တဲ့ကုသိုလ်တတ္တိတွေအမှားတွေပယ်ဆောင်ထားပြီးပြီအဲ့ဒီဖောက်ပြန်မှုပေါ်လာတဲ့အခါဖောက်ပြန်နေတဲ့ပုံကငါဖောက်ပြန်နေငါဘာဖြစ်တယ်ငါဘလို့ဖြစ်သွားလဲမသိလို့ငါမရောတော့ဒိဋ္ဌိမကတ်တော့သူကသူကိစ္စသူဖောက်ပြန်နေတာကိုဖောက်ပြန်နေသူ့အလိုလုပ်နေတာကိုကဖောက်ပြန်ကြိုးစားတာမှမဟုတ်ပဲကိုကလှုပ်လဲလှုပ်ရှုတာမဟုတ်ရှားရှိတော့အောင်းလည်းမထားဘူးတောင်းရတဲ့ကြည့်နေသူကပြလာတယ်ခန္ဓာကထင်ရှားပေါ်ပြလာတော့ဖော်ပြတဲ့သဘောကိုငါကြည့်ရမယ်လို့ငါအလိုပဲဩခန္ဓာကသူ့သဘောဆောင်နေပြီကိုအကက်ကပဲကြည့်နေရမယ်သူကဉာဏ်လေးနဲ့ခက်ကကြည့်တော့မှအကြည့်ခန္ဓာနဲ့အကြည့်ဉာဏ်လေးကတရဇတဖြစ်ချင်းပြတဖြစ်ချင်းပြဩခန္ဓာကြီးခန္ဓာကြီးလို့ပြနေပါဘောလားဩမှန်လိုက်တာတမချစ်စိတ်ကိုတည်ငြိမ်ပြီးတိမ်မွေးပြီးစိတ်ထဲမှာတည်ငြိမ်လာတယ်ချမ်းသာတာနဲ့ခန္ဓာကိုယ်ကြီးဉာဏ်နဲ့ကြည့်ပြီးစိုက်ပြီးကြည့်အိုးမှန်လိုက်တာဘုရားဆုံးပါပြီပေါ့ရင်ပုဂ္ဂိုလ်အဖော်မလို့တော့ခန္ဓာနဲ့ဉာဏ်နဲ့ဖော်ဖြစ်နေပြီဖော်ရနေပြီဖြစ်နေတဲ့သဘောနဲ့ကြည့်နေတဲ့သဘောနဲ့ဒါပဲရှိတော့တာငါလည်းမို့သူလည်းပုဂ္ဂိုလ်လည်းမို့တတ္တဝါလည်းမို့အတိစီဝါလည်းပါမရှိကံတွေပြတာမရှိဘာကံတွေပြလို့မရသဘောကိုသဘောခန္ဓာမြင်အပြောခန္ဓာပြောက်သွားပြီသဘောခန္ဓာရောက်နေပြီလက်ဆိုတာအပြောခန္ဓာဒုဆိုတာအပြောခန္ဓာခြေထောက်ဆိုတာအပြောခန္ဓာဝမ်းမဲ့ဆိုတာအပြောခန္ဓာခေါင်းဆိုတာဝါအပြောခန္ဓာလက်တွေခြေတွေကောင်းတွေပုံသဏ္ဍာန်နမိတ်ဆိုတာအပြောခန္ဓာဒါကပညာကိုမကြည့်ရဘူးယောဂီပုဂ္ဂိုလ်ကပညာကိုအာယုံပြီးသမထဖြစ်သွားပြီဒါအာတုဘနမိတ်မြင်နေပြီအယိုးစုလိုမြင်နေပြီဒါပညာသမထနမိတ်ခန္ဓာကိုယ်တစ်ခုလုံးမှာဥဒီအသေးဒီလိုမြင်နေတဲ့တစ်ခုလုံးမှာအထုံအတိုးကြီးတဲ့ခဲကြီးတွေမြင်နေတာဒါသမထအထေတရတနာမြင်တာမှန်တယ်မဲ့ဒီသမထအယုံကိုဖောက်ထွင်းပြီးကြည့်ရတယ်ပညာတွေထပ်ပိတွားပညာကိုပယ်ပြီးပညာကိုကြုံလွန်ပြီးတော့အနိစ္စလက္ခဏာပေါအောင်ကြည့်ရဒုက္ခလက္ခဏာပေါအောင်ကြည့်အနတ္တလက္ခဏာညာပေါအောင်ကြည့်ရတယ်အဲ့ဒါလို့ခန္ဓာကထိချမှုသဘောကိုထိုးထွင်းပြီးတော့အကဲခတ်ပြီးကြောင်းရစကြည့်မှာဩခန္ဓာကြီးမှန်လိုက်တာဗျာမှန်လိုက်တာမြတ်စွာဘုရားမိန့်တော်မူတာခန္ဓာဒီလိုကောင်းလေးညစ်လို့ခန္ဓာနဲ့အရှိညာသိကြိုက်အဲ့လိုရုပ်ပဲဆရာကြီးအမြဲတမ်းပြောင်းလဲဖို့သဘောလက္ခဏာကိုကြည့်ပြီးနေတော့ရုပ်ဟာဘာတစ်ခုမှတည်မြဲခြင်းမရှိပါလားဒီရုပ်ခန္ဓာကိုယ်ကြီးကအတည်တအခိုင်ကမရှိပါလားဖြစ်လဲဖြစ်နေပြည့်လဲပြည့်နေတာကိုခန္ဓာရုပ်ခန္ဓာကြီးသိနေတယ်ဝေဒနာကြည့်လိုက်ပဲဝေဒနာတရားကလည်းပဲဘာမှကိုယ်တော်မဟုတ်ပါဘူးသူဟာသူနာကြည့်ကြခံစားနေတယ်နာတာခံစားတယ်ကျင်နာခံတယ်ကြိုက်တာခံစားတယ်အောင့်တာခံစားတယ်ပူတာခံစားအေးတာခံစားတယ်အဲ့ဒီခံစားနေတာမှန်တယ်မြတ်တဲ့ဝေဒနာပဲဝေဒနာခန္ဓာပဲတာဘုရားကဝေဒနိခန္ဓာဝေဒနာယနာတုမင်္ဂဘိကဝဝေဒနာယတံပဇာတာစေတတို့စေတမိတို့သင်တို့တဏ္ဍမှာပေါ်နေတဲ့ဝေဒနာကိုပယ်စွန့်အဲ့ဒီဝေဒနာသည်ငါမဟုတ်ဘူးရုပ်လည်းငါမဟုတ်ဘူးဝေဒနာလည်းငါမဟုတ်တဲ့ငါဖြစ်နေသိမ့်ပိုက်ထားသောအာယုကိုပယ်စွန့်ကြကုန်လောရုပ်ဆွဲကိုပယ်ခိုင်းတယ်နာမ်ဆွဲကိုပယ်ခိုင်းတယ်ဉာဏ်ပေါ်မှာငါဖြစ်သိမ့်ပိုက်ထားတဲ့ဥပဒံဆွဲကိုပယ်စွန့်ခိုင်းနေတယ်ဘုရားရှင်က
မှတ်သားနေတဲ့သိညာဘိကဝေနတ္တမကံတံပဇာတစေတစေတမိတော်သိညေခန္ဓာကိုအမြင့်မြတ်တဲ့ငါအပြည့်နဲ့သိမ့်ပိုက်ထားနေတဲ့အစွဲကိုပယ်ဆွန်ကြကုန်လောအစွဲကိုပယ်ကြစွဲကိုလည်းမခံနဲ့အဲ့ဒီခန္ဓာစွဲငါစွဲသူတဲ့ပုဂ္ဂိုလ်စွဲတတ္တဝါစွဲအသက်ဇီဝလိပ်ပြစွဲတွေကိုပယ်ဆွန်ကြဒီအာယုကိုမပယ်တတ်နိုင်ဘူးလို့ဆိုလို့ရှိရင်အထက်ထိပ်ပဲတော့မရောက်နိုင်ဘူးဘုရားကဒုက္ခအဆုံးကိုယုံထွက်လို့တဲ့ပုဂ္ဂိုလ်ဟာဆွဲလန်းခြင်းဥပဒံအာယုကိုဖြစ်စီရမယ်ရုပ်ဆွဲဝေဒနာဆွဲသိညာဆွဲသင်္ခါရဝိညာဉ်ဆွဲခန္ဓာဆွဲပုဂ္ဂိုလ်ဆွဲငါအဖြစ်နဲ့သိမ့်ပိတ်တဲ့အဆွဲပုဂ္ဂိုလ်ဖြစ်သိမ့်ပိတ်တဲ့အဆွဲတတ္တဝါအသက်ဇီဝလို့သိအမြဲမဆွဲလန်းတဲ့အဆွဲအဲ့ဒီအဆွဲအာယုကိုပယ်ရမယ်တို့နားလိုက်တယ်နော်ဘာကိုပယ်ရမယ်ဆွဲလန်းတဲ့အာယုကိုပယ်ရမယ်ရုပ်ကိုမပယ်ရဘူးရုပ်ဝေဒနာသင်္ညာသင်္ခါဝိခန္ဓာ၅ပါးကိုပယ်ရမှာမဟုတ်ဘူးခန္ဓာ၅ပါးပေါ်မှာဆွဲမှန်းမှုကိုပယ်ဆွရမယ်ငါပြအရှိခံတဲ့ငါနာတယ်ငါချစ်တယ်ငါကြိုက်တယ်ငါကြိုက်တယ်ငါမခံနိုင်ဘူးအမှန်နိုင်ဘူးလို့ဆွဲနေတဲ့အဲ့ဒီအဆွဲကိုဖြစ်စီရမယ်ငါလည်းမဟုတ်သူလည်းမပုဂ္ဂိုလ်လည်းမဟုတ်တတ္တဝါလည်းမဟုတ်ယုံနဲ့ဓမ္မတွေဖြစ်ယုံနဲ့ဓမ္မတွေပြည့်နေတာဖောက်ပြန်တဲ့သဘောနဲ့သိမှုသဘောနှစ်ခုသာရှိတယ်အဲ့ဒီဖောက်ပြန်သိမှုသဘောလေးရငါလည်းမဟုတ်သူယောက်ျားလည်းမိန်းမပုဂ္ဂိုလ်တော်လည်းမဟုတ်သူကိစ္စသူဖောက်ပြန်ပြည့်စည်ပြနေတာအရှိလိုက်ပြကြီးမရှိအရှိလိုက်ပြကြီးမရှိအရှိလိုက်ပြကြီးလည်းမရှိစိတ်မှာပြည့်နေတာဖြစ်တာလည်းစိတ်မှာပြစ်တာလည်းစိတ်မှာအဲမလို့ခဏခဏပြောနေတဲ့ယုံနာကိုငါဆွဲလို့မာခဲလို့သူထင်မာနတို့ဖြင့်ထောင်လွှားပြီးတော့ဖြစ်နေတယ်တဲ့ယုံနာကိုငါဆွဲလို့မာခဲလို့သူတဲ့ညံမွဲတဲ့ပုရုဇဉ်သည်ပုရုဇဉ်ရဲ့သူမမြင်အကန်းအဝိဇ္ဇာကအကန်းအဝိဇ္ဇာမှောင်ချထားတာအနိစ္စမပေါ်မှောင်ချထားတယ်ဒုက္ခမပေါ်မှောင်ချထားတယ်အနတ္တမပေါ်မှောင်ချထားတယ်ယုတ်တရားရဲ့အနိစ္စတို့ကအနတ္တလို့ပြနေပြီညာတော့လည်းမမြင်ဘူးမမြင်အောင်မှောင်ချထားတယ်ငါဥစ္စာငါလိပ်ပြအားဖြင့်အမြဲတမ်းအမှောင်ချပြီးတော့လောကကြီးကအမှောင်တူးထဲမှာရောက်နေတယ်ဒါကိုညင်နဲ့ထိုးထွင်းပြီးကြည့်ပြီးတော့ပဲဆုံးပါလေဘုရားရှင်ကဘာဖြစ်လို့ပဲဆုံးတယ်လဲသုံးလို့မရလို့ပဲဆုံးတာဇေရဝါကျောင်းရဲ့တစ်ခုလုံးမှာအမတ်တလိုက်သည်မြေဝါချမ်းတွေသပင်တွေသတ္တဝါစားလေးတွေမြက်ပင်တွေအားလို့ပေါတူတူဖြင့်သော၎င်းတပင်တို့ဖြင့်သော၎င်းတပည့်စီတဲ့လဲပြီးတော့ဘာလို့ရမယ်တဲ့မီးရှို့ရမယ်တဲ့ဘာဖြစ်လို့မီးရှို့ရတယ်လဲသုံးလို့မရလို့ကမ္မထာအားထုတ်တဲ့ပုဂ္ဂိုလ်တွေသုံးလို့မရလို့ဒီအမိုက်တလိုက်စတဲ့ညက်ပတ်စရာတွေဟာစိတ်ကိုမကြည်လင်ဘူးစိတ်ကိုအနှောက်အယှက်ဖြစ်စေတတ်တယ်အဲကြောင့်မလို့ခတယံကိုနေရာလေးတန့်ရှင်းဖို့လည်းလိုအပ်တယ်ကျိုးကျောင်းဆောင်လေးမှာနေခဲ့လာခဲ့တဲ့ပုဂ္ဂိုလ်တွေဟွာပြက်ဒါပြက်ဟွာပြက်ဒီပြက်တော်ကြောင့်အောက်ကြမြောင်းတဲ့ရောက်မြောင်းလေးပိတ်ဆို့ရှင်နေဝင်ရှင်နေပေါက်ဖွာဒါကိုညစ်ပတ်ထားခဲ့တာကိုမတန့်ရှင်းလို့ကိုတန့်ရှင်းမှုမရှိဘူးကိုပိုင်ညာမရှိဘူးအဲ့ဒါပဲဘုန်းကြီးတို့လမ်းထွက်လိုက်ကြတဲ့ကွာလူတွေဟာတန့်ရှင်းပဲတော့မရှိဘူးတကိုယ်ကြီးတကယ်ရတာတန့်ရှင်းမရှိဘူးနောက်ကားစီးတဲ့ပုဂ္ဂိုလ်တွေအစလိုင်ငါပဲစီးတက်စီးပဲစီးဘာစီးတဲ့ပုဂ္ဂိုလ်တွေလာမယ်ဘာလဲမဲ့စရီတွေလှမ်းပြစ်ထားပဲကွန်ဆူတွေပြစ်လိုက်စာရွက်တွေပြစ်လိုက်ကွန်ဆာကွန်နဲ့စာရွက်တွေဟိုမှာပလတ်စတစ်ဟိုမှာပြစ်လိုက်ဒီမှာပြစ်လိုက်ကိုယ်ပဲမရှိသူများနိုင်ငံသွားကြည့်လိုက်တန့်ရှင်းနေတာပဲပလတ်စတစ်တော့မမြင်ရဘူးရှင်လည်းမရှိဘူးမပြောဘလောက်လေးတာမပြောဘလောက်လေးတာတန့်ရှင်းတာကိုဒါကြောင့်မလို့အပြင်လောကမှာတန့်ရှင်းထားတယ်လို့အတွင်းတဏ္ဍာမှာလည်းပဲတ
တန်းရှင်းနေရတယ်လူဆိုတာလောဘအညစ်အကြေးတွေကန့်ညိမပေးရမပေးစေရဘူးဒေါသအညစ်အကြေးတွေကိုစိတ်မှလာပြီးမကန့်ညိစေရဘူးမောဟအညစ်အကြေးတွေမာမနာအညစ်အကြေးဒိဋ္ဌိအညစ်အကြေးတွေအဲ့ဒီကိရိတာအညစ်အကြေးတွေပေးကြံနေပြီလို့ဆိုရင်ဒီပုဂ္ဂိုလ်ဟာစိတ်မကြည်ရင်တော့စိတ်မကြည်ရင်တော့ရုပ်လည်းမထင်ရှားတော့ရုပ်ဖြစ်စဉ်မမြင်တော့မမြင်မှုဆိုလိုက်ကြတဲ့ကဘုရားရှင်အဆုံးအမနဲ့လွဲချော်သွားပြီသာသနာကွယ်နေပြီအဲ့ဒီပုဂ္ဂိုလ်သဏ္ဍာန်မှာဘုရားအဆုံးအမသာသနာကွယ်နေပြီဘုရားကရူပံဘေကဝေနာတုမကံတံပဇာတစေတတို့ရုပ်ပေါ်မှာဆွဲငင်းနေတဲ့တဏှာမာနဒိဋ္ဌိတို့ပဲဆွဲငင်းတဲ့အာယုကိုပယ်ဆွံ့ကြချမ်းသာလိမ့်မယ်ဝေဒနာဘေကဝေနတ္တမကံဓမ္မဇာတအဲ့ဒီခံစားမှုဝေဒနာပေါ်မှာငါအဖြစ်နဲ့သိမ့်ပိုက်ပြီးမနေနဲ့ငါအဖြစ်ငါယောက်ျားများပုဂ္ဂိုလ်တော်အဖြစ်သိမ့်ပိုက်တဲ့ဝေဒနာပေါ်မှာဆွဲငင်းတဲ့အာယုမှန်သမျှကိုပယ်ဆွံ့ကြကုန်သိဉ္ဇံဘေကဝေနတ္တမကံဓမ္မဇာတဟိတာယဒုက္ခယခြေသားတို့ခြေသားမိတို့မတ္တမှုသိညက်ခန္ဓာကိုယ်လည်းပဲပယ်ဆွံ့ကြကုန်လောသိညက်ကသိညာပေါ်မတ္တရတဲ့အမှတ်မှားနေတာလေးမှားရတဲ့သိညာအမှားတွေကိုလည်းပဲရှင်းပြဖြစ်စီကြယောက်ျားလို့အမှန်မှားနဲ့မိန်းမလို့ဘုန်းကြီးသီလရှင်မမှားနဲ့ငါလို့မှလည်းသူလို့မမှားနဲ့ငါနာတယ်ငါကြည့်တယ်ငါခိုင်းတယ်အမှတ်မမှားစေနဲ့မှားလာလို့ရှိရင်ပယ်ဆွံ့လိုက်ဒီအာယုံကိုထပ်ပြီးတော့သင်္ခါရဘေကဝေနတ္တမကံအမြင်မပြပြုပြင်ပြီးနေရသောသင်္ခါရခန္ဓာကိုပယ်ဆွံ့ကြအဲ့ဒီသင်္ခါရခန္ဓာအမြင်မပြပြုပြင်ပြီးတော့တည်တံပြုပြင်ထားမှတည်တတ်တဲ့ခန္ဓာကိုသင်္ခါရခန္ဓာကိုပေါ်မှာဆွဲလန်းနေတဲ့အာယုလေးငါအဖြစ်နဲ့သိမ့်ပိုက်ထားတဲ့ဒိဋ္ဌိတဏှာမာနဒိဋ္ဌိပပ္ပိစတရားတွေကိုပယ်ဆွံ့ကြကုန်နေရာထဲမှာငါမလုံနဲ့နေရာထဲမှာငါမလုံမဖြစ်ငါမရှိမဖြစ်ငါမလုံမဖြစ်ဘူးဒါတွေကငါလုံးမဖြစ်ပဲငါရှိမှဖြစ်တယ်စသည်အပြင်ငါအဖြစ်နဲ့တော့အရှင်မခံနဲ့ငါအိမ်ငါသားငါသူငါစတိငါမယငါလင်းငါဥစ္စာငါပစ္စည်းသွားပြီးတော့မဆွဲနေနဲ့ဆွဲလန်းတဲ့အာယုန်သည်ဘုရားကဒီအာယုန်ကိုပယ်ဆွံ့ကြတယ်ဒီအာယုန်ကိုပယ်နေမပယ်နေသေးသည်မဲ့ကာလပတ်လို့မြည်သည့်ပုဂ္ဂိုလ်မဆိုချမ်းသာမှလားဆင်းရဲမှလားဆင်းရဲကြောင်းအာယုန်တဏှာကောင်းဆောင်တဲ့စိတ်ဒိဋ္ဌိကောင်းဆောင်တဲ့စိတ်အဲ့ဒီတဏှာမာနဒိဋ္ဌိပပ္ပိစအာယုန်ဒီကောင်းဆောင်ထားတဲ့စိတ်အဲ့ဒီစိတ်ကိုမှားယွင်းတဲ့စိတ်ကိုပေါင်းနေသည်မဲ့ကာလပတ်လို့မိသည့်ပုဂ္ဂိုလ်မဆိုချမ်းသာမှလားဆင်းရဲမှလားဘုရားရှင်ကချမ်းသာခြင်းတရားကိုလိုလားတဲ့ပုဂ္ဂိုလ်သည်ရုပ်ပေါ်မှာအစွဲကိုပယ်ဝေဒနာပေါ်မှာဆွဲလန်းခြင်းတရားကိုပယ်သင်ညာပေါ်မှာဆွဲလန်းခြင်းသင်္ခါရဆွဲလန်းခြင်းဝိညာဉ်တဲ့ခန္ဓာပေါ်မှာဆွဲလန်းခြင်းတရားကိုပယ်ဥပါဒံကိုပယ်ရမယ်ခန္ဓာပြနေပြီသင်္ချာပြနေပြီငါအဖြစ်အရှင်မခံနဲ့ငါမခံနိုင်ဘူးလို့ငါသွားပြီးတော့မလုံးနဲ့လှုပ်ဖို့အာယူမနေနဲ့ရှေ့ဖို့အာယူပြီးမနေနဲ့ကုတ်ဖို့အာယူပြီးမနေနဲ့ဒါယောဂဖောက်ပြန်နေတာဘယ်သူကဖောက်ပြန်နေတာကိုကတားထားလို့ရလားအဖောက်ပြန်ရအောင်တားထားလို့ရလားအစာကောင်အဝကောင်လေးတွေဘယ်တော့ပဲပြုပြင်ပြီးဘယ်တော့ပဲသူ့ကိုပြင်ဆင်ပြီးခန္ဓာကိုယ်ရပြင်ဆင်လေးနှိစ္စလေးပဲမကောင်းလေးပဲပြင်လာလေးမကောင်းလိုက်ပြင်လာလေးမကောင်းလိုက်ပြင်လာလေးမကောင်းလာလေးပဲသူ့ပင်ကိုယ်ကသဗ္ဗေသင်္ခါရအနိစ္စဘုရားကသူ့ခန္ဓာကိုယ်ကြီးပင်ကိုယ်ခန္ဓာကိုယ်ကြီးကဘာပြောတယ်ဘုရားအနိစ္စတဲ့ခန္ဓာနားလည်ပြီနော်ဘုရားကအနိစ္စလို့ပြောလားအနိစ္စလို့ပြောလားအနိစ္စလို့ဟောတာတော့အနိစ္စကိုမြင်အောင်ကြည့်ရမှာပေါ့မမြင်ရင်လမ်းလွဲနေပြီလားနားလည်ပြီနော်မမြင်ရင်ဘာဖြစ်နေပြီလမ်းပေါ်မှာလမ်းချွန်နေပြီဒီပုဂ္ဂိုလ်တော့ဘုရားရှင်ကအဘေသင်္ကာရအိစ္ဆတိယရာပညာပတ္တိအထာနေပိတရိဒုက္ခိသာမေကောဝိသုဒ္ဓိယမေဃသစ္စာဘာဝနာပေါ်ဖို့အတွက်သာမိကသိသောလုံးစုံလည်းပြုသင်္ကာရယုံနဲ့ဓမ္မသင်္ကာရတရားတို့သည်သင်္ကာရကံစိတ်ဥဒုအာရဏီသောအကြောင်းတရား၄ပါးတို့ပဲပြည့်ပြည့်ထားသောဓာတ်ကြီး၄ပါးတို့ပဲဖွဲ့စည်းထားသောဟောဒီခန္ဓာကိုယ်ကြီးသည်
အနိစ္စဘာတစ်ခုမှဘယ်တစ်ချိန်မှငြိမ်းမြခြင်းမရှိလေသွားတကားဉာဏ်နဲ့ကြည့်နေရမယ်ခန္ဓာတစ်ခုလုံးမှာဘယ်နေရာကထင်ရှားနေတယ်ထင်ရှားနေအောင်စိတ်ကိုညှိရမယ်ထင်ရှားပေါ်ရာဉာဏ်ဖြင့်သာမှန်စွာကြည်ရမည်အကြည့်ခန္ဓာကြည်ဉာဏ်မှန်စွာပြည့်နေသည်အဲ့ဒီအကြည့်ခန္ဓာတို့ဒီအကြည့်ဉာဏ်အောက်မှာပဲတဖြုတ်ဖြုတ်တလုံးလုံးတရောရောတမောလည်းဖြစ်လိုက်ပြနေတယ်အဲ့ဒါလို့ဖြစ်ပြီးပြည့်တဲ့သဘောဓာတ်ပေါ်မှာဉာဏ်နဲ့အကဲကဲပဲကြည်ရပါသည်အဲ့ဒါလို့ကြည်မှဒုက္ခသစ္စာမှာမေဃသစ္စာတို့မေဃသစ္စာမှာနိရောဓသစ္စာတို့ဓမ္မတတ္တိကသူ့သဘောသူဆောင်သွားမယ်နော်ဓမ္မဆွမ်းအားကသူ့သဘောသူဆောင်သွားလိမ့်မယ်ကိုကအရှင်မခံနဲ့ဘာမှသွားပြီးတော့ဟိုနေရာမှာလည်းအရှင်ခံဒီနာရှင်ကမလုံနဲ့ကိုပိုင်ဆိုင်တဲ့အရာဝတ္ထုဘာမှမရှိဘူးခန္ဓာတစ်ခုလုံးမှာဒုတိယအဲ့ဒီအနိစ္စကိုပင်လင်းဣတိတို့ယရာကျန်ကာလ၌ပညာယဝိပဿနာဉာဏ်ပညာဖြင့်ပတ္တိရှုမြင်တတ်ပါပြီဝါမြင်တတ်၏အထထို့သို့ဖြစ်ပြီးပစ္စည်းတဲ့အပေါ်မှာနေပွင့်တဲ့ညီငွေလာ၏ဩဒုက္ခပေါ်မှာညီငွေလာတယ်မမြဲခြင်းပေါ်မှာညီငွေလာတယ်ဣဒဧသောဤကဲ့သို့ညီငွေခြင်းသည်ဝိသုရေကိလေသာမစင်ရင်ခြင်းကမေကောလမ်းပဲတကြောင်းတည်းပဲနေမရကြောင်းလမ်းတကြောင်းပဲအဘိသင်္ကာရဒုက္ခယုတ်တဲ့ဆင်းရဲနေတဲ့ဒုက္ခနာကိုဆင်းရဲနေတဲ့ဝေဒနာတွေဆင်းရဲနေတဲ့သင်ညာတွေသင်္ခါရဝိညာဉ်ဆင်းရဲနေတဲ့အဲ့ဒီဆင်းရဲတဲ့သဘောကိုကိုယ်ပိုင်ညာပဲမြောင်ကြည့်ယထာပြယပတ္တိနဲ့ကြည့်ကြည့်ပါအထနေပိန္ဒိဒုက္ခထိုဆင်းရဲတဲ့ဒုက္ခပေါ်မှာနေပိန္ဒညာပေါ်လာလိမ့်မယ်တဲ့ထိုကဲ့သို့မြင်ရခြင်းသည်ကိလေသာတွေစင်ကြယ်ခြင်းရဲ့မေကတရားပဲမေကသစ္စာတရားပဲအဘိဓမ္မာအနတ္တခန္ဓာကိုယ်ကြီးဟာအနတ္တခန္ဓာကြီးဘာတစ်ခုမှကိုယ်သဘောမဟုတ်ဘူးဘာတစ်ခုရဲ့မှကိုယ်ဖြစ်ခြင်းသလိုမဖြစ်ဘူးသူဖြစ်ခြင်းသလိုဖြစ်ခြင်းသလိုပြက်အဲဒါလိုဖြစ်ပြီးပြက်နေတဲ့ခန္ဓာကိုယ်ကြီးကိုဉာဏ်နဲ့ကြည့်လိုက်မယ်ဆိုရင်ဒုက္ခကိုမြင်ပြီဒုက္ခကိုခန္ဓာဒုက္ခကိုမြင်ဒုက္ခကိုမလိုချင်တော့ဘူးဒုက္ခကိုမြင်ရင်မမြင်လို့မြင်လို့ရှိမလို့ချင်းမလို့ချင်းမဆွဲလာမစွဲလာမပြုလို့မရတော့ငြိမ်းတော့တာပေါ့ငြိမ်းသွားပြီဘာဖြစ်လို့ငြိမ်းတယ်လဲအကုသိုလ်ဓာတ်တွေမရှိလို့ငြိမ်းတယ်အကုသိုလ်အပူဓာတ်အလောင်းဓာတ်တွေမရှိလို့ငြိမ်းတယ်ငြိမ်းရတဲ့အသိဉာဏ်လေးတွေပေါ်လွင်အောင်ယောဂီတို့ကအမြဲတည်းကိုယ်ကိုစောင့်ရှောက်ရတယ်စိတ်ကိုစောင့်ရှောက်ရတယ်မှားတယ်လဲစိတ်မှာမှန်တယ်လဲစိတ်မှာတတိဝရိယဉာဏ်ကင်းတဲ့စိတ်ကအမှားတွေအမြဲတမ်းဝင်နေတတ်တယ်တတိဝရိယဉာဏ်တို့ပဲကြည့်နေတဲ့ယောဂီပုဂ္ဂိုလ်တဏ္ဍဘယ်တော့မှအမှားမပေါ်ဘူးအမြဲတမ်းအမှန်တရားကိုအမှန်တိုင်းဉာဏ်နဲ့တွေ့နေတယ်အဲတော့အမှန်မသွားအမှားသိမြင်အဝိဇ္ဇာလို့ကောင်းလို့မှထင်တယ်အမှန်တရားအမှန်နဲ့မသိတာအဝိဇ္ဇာတတ္တိဖုံးလုံးနေတယ်ဘာဖြစ်လို့အဝိဇ္ဇာဖုံးလုံးခံရတဲ့လဲအပမဒအာယုလေးမရှိလို့အပမဒသမ္မာတတိမကင်နဲ့ကြောင်းရဆဲပြီးမကြည့်လို့ခန္ဓာပေါ်လေးလားလေးကိုတတိကပ်ပြီးဉာဏ်နဲ့မကြည့်တဲ့တွေ့တာကြောင့်ခန္ဓာကိုယ်ရအမျိုးစုံပြနေပြီပြတဲ့နေရာကိုကြည့်ရတယ်ထပ်ချင်းတဲ့ကြည်သီးခံပြီးစိတ်ရှိစိတ်ကိုချခန္ဓာချောချစိတ်ကိုချောချပေါ်နေသဘောပေါ်မှာကြည့်ခန္ဓာကိုမြဲမြဲပေါ်တဲ့နေရာလေးမှာအကဲခတ်ပြီးကြည့်တာတစ်ခါတည်းမှတ်လို့မျက်စိမှိတ်လို့မှမရဘူးဆိုမျက်စိအနေကဖွင့်ပြီးကြည့်ပေးရတယ်မျက်စိအနေကဖွင့်ပြီးအဲ့ဒီဝေဒနာလက္ခဏာလေးကိုဝေဒနာရဲ့လက္ခဏာကိုမြင်ရတယ်ဝေဒနာရဲ့ဝိခံပြီးတော့အနိစ္စတော်တို့အနတ္တပဇာနာဆိုဝေဒနာပယ်ပြီးတော့ဝေဒနာခွာပြီးတော့ဝေဒနာကိုကြော်ပြီးတော့အနိစ္စပေါင်ကြည့်ရတခါပြောဘူးတယ်ဒီဝိနည်းကမှဆရာရဟန်းတော်ကြီးတစ်ပါးသီလဝိသုဒ္ဓိစင်ကြယ်တဲ့ရဟန်းတော်ကြီးတစ်ပါးစင်ကြယ်လိုက်တာသို့တော့ဘဝရင်တစ်ခုလုံးကတော့သူ့ကိုယဟန္တာပုဂ္ဂိုလ်ကြီးဆိုပြီးတော့လာကြတပည့်အန်းတော်ကမေးတယ်အရှင်ဘုရားခဏလေးကအရှင်ဘုရားကောင်းတဲ့တရင်ကြားလို့ယဟန္တာဆိုပြီးတော့ဘယင်ကြီးလာတာဖူးမလို့အရှင်ဘုရားကညင်းညွတ်နေတာကိုဘုရားဘယင်လာတာလေးကိုအရှင်ဘုရားမှဒီတစ်ချက်ကလေးတော့သိမခံနိုင်ဘူးဘယင်ကြီးကလာတာအရှင်ဘုရားဖူးမလို့လားအနားမှာအရှင်ဘုရားကလူစရာတန်းစရာတွေအများကြီးပါလာတာဘယင်မှအရှင်ဘုရားရဲ့အတူရန်ပစ္စည်းလည်းမရလိုက်ဘူးအ
ရှင်ဘုရားကညှိညူနေတာကိုဖေရငါရှင်ဘယင်းနာရမရငါအလိုမဟုတ်ဘူးငါခန္ဓာကိုယ်ကိုတော့ငါမှတ်ရင်နဲ့ခဏခဏဆိုသလိုဝေဒနာတွေပြင်းထန်လွန်းလို့ဝေဒနာပြင်းထန်လို့တော့စိတ်တတိလက်လက်မိတာရှင်ဘုရားရဲ့ဒီတစ်ချက်ကလို့သိခံသိနာပါဗျာဟိုကိုယ်တော်ကလက်လက်ပါရချင်တာကိုပစ္စည်းရချင်တာဟိုမထေကြီးကတော့ကိုယ့်အကိုတကောင်းတသားရင်းနဲ့တခါတော့ဝေဒနာပြင်းထန်တယ်ကအင်းငင်းဖြစ်သွားတာဘယင်နာရောက်တော့မှအဲ့တော့အင်းငင်းဖြစ်သွားတော့ဘယ်ယဟန္တာဆိုယဟန္တာပုဂ္ဂိုလ်ဘယ်ညင်းညူမလဲဆိုပြီးတော့အလူရန်ပစ္စည်းယူပြီးနန်းတော်တွေပြန်သွားမိုင်းလိုက်တဲ့ဘယင်ကလည်းတစ်မျိုးအဲ့ဒီပစ္စည်းလေးတစ်ခုတော့မှပဲမလူခဲ့ဘူးတန်ဃာတော်တွေကိုနော်တန်ဃာတော်အများကြီးရှိတယ်ဟုတ်လားတန်ဃာတော်ဒီတစ်ပါးမရှိနောက်တန်ဃာတော်ရှိတာပဲမဟုတ်ဘူးအကုန်ယူသွားတယ်ပြန်လာယူတယ်သွားတာအဲ့ဒီတော့မထေကြီးကအရှင်ဘုရားအဲ့ဒီခံအေးသူသွားပါပြီသွားပြီစီကိုလို့ထားပေါ့ထဲသူကိုတရားလေးမှာတဲ့ငါချင်းခဏအပြင်ခဏထွက်ခဏအပြင်ခဏထွက်သူကတရားလေးမှတ်လိုက်အောင်ပါထဲသူဟိုမှာထွက်လို့ရှိတယ်ပြန်တဲ့ခေါင်းလောက်ခေါင်းနေပြီကျောင်းအပြင်တော့မရောက်သေးဘူးတခါနဲ့ကအပြင်လေးရောက်တော့ခဏလေးဟိုမှာဟိုကိုတော့ကသင်္ကန်းလေးဟိုဘက်တွေပဲပြောင်းပြီးတော့ဝက်လိုက်တာတင်းခေါက်လိုက်တဲ့ကဒိုင်းသူပြီးသွားပြီသူဘာမှတ်တယ်လဲဒီနေရာမှာရုပ်ကိုလည်းမမှတ်ဘူးဝေဒနာကိုလည်းမမှတ်ဘူးသီလကိုစစ်ဆေးတယ်ငါသည်ရဟန်းခံလို့သိနေမှာညတိသရုတ်တကမဝါစာရွတ်ဖတ်တဲ့ဆယ်ပြီးတဲ့အချိန်ကစပြီးတော့ဒီချိန်ထိသီလများစင်ကြယ်ပါရဲ့လားကိုစစ်ဆေးလိုက်တယ်စင်ကြယ်လိုက်တာပွတ်သက်စခရုသိန်းကဲ့သို့စင်စွဲကိုစက်တို့ဖြင့်ပွတ်သက်တဲ့ကအယောင်လဲပြီးတော့ရှင်းပြီးတတ်နေတယ်လို့ပဲစိတ်မှာဘယ်အငြင်းကြီးမှမရှိဖြစ်စင်ကြယ်လိုက်တာသီလနဲ့စင်ကြယ်တာဂရုကအဘဘာမှမရှိဘူးကြီးရတဲ့အာဘမရှိဘူးလောကအဘပေါ့ပါသောအဘကလေးအနှဲငယ်တွေဒီနာကြားခဲ့ရတယ်လက်ရှိမှာငါ့မှာဘယ်အာဘမှမရှိပါလားစင်ကြယ်လိုက်တာစင်ကြယ်တာပီတိတွေဖြစ်တယ်ဝမ်းသာတဲ့စိတ်ကိုလွှမ်းမိုးပီတိဖြစ်အဲ့ဒီပီတိကိုအနိစ္စမြောင်ကြည့်လိုက်တယ်ဒုက္ခဝေဒနာယဝိခံဘိဓာနိသရဒုက္ခရောအနတ္တရပဇာနာတိချမ်းသာဒုက္ခဝေဒနာတက်ကိုတတိကပညာနဲ့ဖြစ်ခြင်းပြခြင်းမြောင်ကြည့်လိုက်မြင်နဲ့ဘုံညာဆုံးညာရောက်ပြီးတော့စက္ကန့်မဲနဲ့ပိုင်ရှိညမနဲ့သုံးမိနစ်တန်းဆိုယဟန္တာဖြစ်သွားပြန်ဝင်လာလို့ဟိုယဟန်တော်ကအရှင်ဘုရားရဲ့ပြီးသွားပြီငါရှင်ပြီးသွားပြီရှင်ဘုရားရဲ့မြန်လိုက်တာရှင်ဘုရားဘယ်ကမ္မထမ်းမှတ်တယ်လဲဗျာကမ္မထမ်း40တက်ကဘယ်ကမ္မထမ်းခဏတမထကမ္မထမ်းဝိပဿနာကမ္မထမ်းအဲ့ဒါဒီမပါဘူးငါမှတ်တယ်မှာမျက်စိလဲသွားပြီဟိုကအဲ့ကမ္မထမ်းတာဒီကမ္မထမ်း40မှာဒါပဲတရားဟာဒီတစ်ခုတည်းရှိတာမဟုတ်ဘူးငါရှင်ရဲ့အများဖျားဟောတဲ့တရားတွေကလေဓမ္မခန္ဓာ7400တောင်ရှိတာနီးတွေကတရားပေါ်7400တောင်ရှိတာတပည့်တော်သီလကိုစင်ကြယ်အောင်စစ်ဆေးတာသီလကိုအခြေပြုတော့မှတ်လို့ဒီလိုဖြစ်သွားတာငါရှင်ရဲ့ဟုတ်လားဗျာအော်ပဲကောင်းလိုက်တာဒီတည်းမှတ်တမ်းတင်ထားခဲ့တယ်ဒါကြောင့်မလို့တစ်ခါတည်းကိုစစ်ဆေးရတယ်ဝေဒနာတွေပေါ်လဲအဲ့ဒီဝေဒနာကိုသိခံပြီးတော့ဝေဒနာဖြစ်ချင်းပြည့်မှတ်လို့မရဘူးဆိုရင်ငါမှသီလစင်ကြယ်ရလားဒီကာယကံဒီတိတဲ့အချိန်ကစပြီးငါမှတုတ်တမ်းဖို့ရှိတာတုတ်တာခိုးဖို့ရှိတာသူတစ်ပါးသားများပြမလာရှိတာဘုရားတွေသုံးထားတာရှိတာဘိမ့်ဘက်ကတော့လောတဲ့တောက်သုံးတာရှိတာအဲ့ဒါတွေဘာမှမရှိဘူးဆိုရင်စင်ကြယ်ပြီကြည်နေတဲ့ဝမ်းသာတဲ့စိတ်တွေပေါ်လာလိမ့်မယ်အဲ့ဒါတွေတစ်ခုခုထင်ကောင်းနေပဲဆိုရင်တော့ဒိုင်းဆိုရှိတိုးလို့မရတော့ငါဘယ်နှဘာလို့ထားရဲဆိုဒိုင်းတစ်ခုတွေ့လို့ချင်းပြင်လို့မရတော့စစ်စစ်လို့မရတော့ဒါဆိုရှင်ညာမတက်တော့ရသွားတဲ့ညာတွေကဒါကြောင့်မလို့တခါတည်းရစိတ်ကိုကြည်လင်တန့်ရှင်းအောင်လေးယူပြီးတော့ကြည်ရတယ်
哦，俺们，古都高木地下的，不要去送我的，讲来他担保是在过生产单钱比较，所以对生产目的股有比较，看人家掏不起呀的，在讲这个谁有比较，所以股票，看来没都来不过来没得到，哦，撇的，有难的撇，有难的撇你把包了，撇他来过路么，撇他来过路么好，哦，做到撇没做到撇你那个，过几天路过路罢了。တရားလို့ဆိုတာအတင်းအဓမ္မလှုပ်ရှုလို့လည်းမရခြားချလို့လည်းမအောင်လည်းထားလို့မရစောင့်ကြည့်တဲ့လုပ်ပါလားဩစောင့်ကြည့်နေလို့ပင်လေအကုသိုလ်တွေပါပြီးတော့ဩတရားကဒီလိုကိုလို့သဘောပေါက်သွားတယ်ဒီလိုပါလားလို့သဘောပေါက်တဲ့အချိန်မှာမမျော်လင့်တဲ့ရှင်လေးနဲ့မှာတခါတည်းတတိပိုလအာယုံမယူဘဲနဲ့တရားလေးမှအမှတ်တွေဖြုတ်ပြီးတော့တရားလေးပြုတ်ပြီးဖြုတ်ပြီးဆိုပြီးတော့ခဏမထနဲ့သူများထလည်းမထနဲ့မသွားလို့ဘယ်ညာရှင်းပြောင်းပြီးတကလုံးညံနဲ့စစ်ဆေးပြီးကြည့်ရတယ်။ဩတရားအထုကသီလတွေသမာပညာတရားတွေအထုကတဲ့ငါတို့ခံကောင်းလိုက်တာ။ငါကုသိုလ်ခံကောင်းတဲ့အချိန်မှလားလို့ကိုတကလုံးညံနဲ့ချုံပြီးခန္ဓာကိုယ်ကြီးဘာမှမမြဲဘူးမှန်းလိုက်တာ။ဆင်းရဲတဲ့ခန္ဓာမှန်းလိုက်တာအလိုမရှိတဲ့ဘာမှအလိုမလိုက်တဲ့ခန္ဓာကြီးပါလားလို့အနိစ္စသဘောဆင်းရဲကြည့်ဒုက္ခသဘောဆင်းရဲအနတ္တဆင်းရဲအဲ့ဒီကျတော့ဝမ်းသာတဲ့စိတ်တွေဝင်သွားတဲ့အတိုင်းလေပီတိဖြစ်သွားတတ်တယ်အဲ့ဒီပီတိဒုက္ခဝေဒနာကိုခွာပြီးအနိစ္စဒုက္ခအနတ္တမြင်ဖြစ်ဖြစ်မြောက်ကြည့်လိုက်မယ်ဆိုရင်ညာအဲ့ဒီရှိမှမညာပုံညာပေါ်သွားတတ်တယ်ယောဂီတို့ရဲ့ဒါကြောင့်နေရာတိုင်းမှာစိတ်ကိုကြည်တယ်တန့်ရှင်းစွာအထုနိုင်ပါမှာဒါလေတရားဆိုတာအဝိလာနည်းလေးလားပန်းနိုင်ကိုရောက်ရှိနိုင်တယ်ဒါကြောင့်မလို့ပန်းနိုင်ကိုရောက်ရှိနိုင်အောင်လည်းပဲကိုစောင့်ချောက်နေကြပါစေလို့မေတ္တာပို့ရအချင်းတနာကုံဆုံးသွားခြင်းကြောင့်ဣဒံပုညဘာကံဗုဒ္ဓမြတ်စွာစေနေရလူဤဟောပေါ်ညွှန်ပြတော်မူခဲ့သောတရားအသိတဉာဏ်တဲ့တုတ်ကိုနာယူမှတ်သားသောကုသိုလ်စေနာတရားစွာတို့ဧကန္တသကိ30ပါးသောမိတို့မှာမုံစိတော်လွန်မြောက်ကြကုန်လည်းဧကန္တသကိရာဂာမိဒေါသမိမောဟမိဇာတိမိဇရာမိမရဏမိသောကပိတေဝဒုက္ခဒေါမနဥပဒါဆိုတဲ့မိစေတတိတို့ခယံကုန်ခွင့်ရဖြစ်သောနိဗ္ဗာန်ဘေးမကအေးမြလာတော့ပါမဲ့ချမ်းသာဖို့ချမ်းသာနိဗ္ဗာန်ချမ်းသာကိုဤတိဆက်ရောက်နိုင်အောင်ကြိုးစားနိုင်ကြစေကုန်ရာတည်း